အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာမျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ငယ်ငယ်တုန်းက PS2 game site မှာဆော့ခဲ့တဲ့ GTSC ဆိုတဲ့ကားတစ်ခု game လေးကိုကျွန်တော်တို့ရဲ့ Android phone တွေပေါ်မှာဘာ file မှာဖြည့်စရာမလိုဘဲနဲ့ကျွန်တော်ဘာ file မှာထည့်စရာမလိုဘဲနဲ့ install တင်ပြီးတခါတည်း down ပြီးဆော့လို့ရမယ့်နည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီ GTSC game ကကျွန်တော်တို့ Play Store မှာလည်း download မရတဲ့အတွက်တချို့ပေါ့နော် file မထည့်တတ်တဲ့ browser တွေကတော့တော်တော်လေးတိုင်ပတ်ကြတယ်ပေါ့နော် game ကထွက်ရှိခဲ့တာကြာပြီဆိုပေမဲ့အခုချိန်ဒီကိုပဲကျွန်တော်တို့ဖုန်းပေါ်မှာမဆော့ဘူးသေးတဲ့ browser တွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ပြောတဲ့နီလန်လေးတိုင်းလိုက်ပြီးတော့လုပ်ကြည့်မယ်ဆိုရင်တော့ဆော့လို့ရမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့လုံနည်းလေးကိုတစ်စင်းကြည့်လိုက်ရအောင်ပေါ့နော်ပထမဆုံး browser ရဲ့ဖုန်းမှာပါတဲ့ Chrome နဲ့ကိုဝင်မယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော် search bar မှာကျွန်တော်ရိုက်တဲ့အတိုင်းရိုက်မယ်ပေါ့နော် MODYOLO ဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်မယ်အဲ့မှာ website တွေရောက်သွားပြီဆိုရင်ကျွန်တော်အဲ့ search bar မှာပဲပေါ့နော် GTA လို့ရိုက်လိုက်မယ်ပေါ့နော်သုံးလုံးပဲ GTA လို့ရိုက်ပြီးတော့ရှာလိုက်မယ်ဆိုရင်ကျွန်တော်အဲ့မှာ GTA game နဲ့ပတ်သက်တဲ့ဟာကြီးကြာလာမယ်ပေါ့နော်အဲ့မှာကျွန်တော်ဟို Netflix ကထုတ်ထားတဲ့ဒီနောက်ဆုံးထွက်ထားတဲ့ GTA game တွေအစားရှိရပေါ့နော်ဒါပေမဲ့အဲ့ဒါတွေကတော့ဖုန်းအမြင့်နေမှာပဲဆော့လို့အဆင်ပြေရပေါ့နော်ဖုန်းအရင်နှိမ့်နေဆိုရင်ဖုန်းလည်းနားတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကတော့အရင်တော့ version လေးဖြစ်တယ်ကျွန်တော် GTSC အရင်တော့ over version လေးကိုပဲကျွန်တော်ဆန်းပြမှာပေါ့နော်ဆိုတော့တောင်းမယ်ဆိုရင်တော့ကျွန်တော်တို့အဲ့ဒီထဲဝင်လိုက်မယ်ဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့အဲ့မှာပေါ့နော်ဒီကောင်ကကျွန်တော်ပတ်စံနေပါလေဆိုတော့စိတ်ကြိုက်သုံးလို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီကောင်က down ပြီးရင် APK နဲ့ OBB file တစ်ခါတည်းပေါင်းပြီးလာတာဖြစ်တဲ့အတွက် install တင်ပြီးတန်းဆော့ရမျိုးပေါ့နော်ဒါဆိုရင်ကျွန်တော် download ဆိုတဲ့အလေးကိုနှိပ်လိုက်မယ်အဲ့မှာကျွန်တော်အပေါ်ဆုံးက latest ဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်အဲ့မှာအခုလိုလေးမြင်းလေးပြေးနေတယ်ပြေးလို့ခဏတော့စောင့်လိုက်ရင်ကျွန်တော်ဒီလို download ဆိုပေါ်လာတယ်ပေါ့နော်အဲ့မှာ download ဆိုတဲ့အောင်နှိပ်လိုက်မယ်ကျွန်တော်ပြန်ပြမယ်ပေါ့နော် download ဆိုရနှိပ်ပြီးကျွန်တော်အဲ့မှာ download again ဆိုရအောင်နှိပ်လိုက်မယ်ဆိုရင်သူက download ဆွဲနေပြီပေါ့နော်ဒီအပေါ်လေးမှာကျွန်တော် download ဆိုပြီးပြလာမယ် okay ကျွန်တော်ကတော့ down ထားတာရှိရဲ့အတွက်ကျွန်တော် install data ပြမယ်ပေါ့နော် install တင်နေကျွန်တော်စာကြည့်ပါတဲ့ကိုတွားပြီပေါ့နော်စာကြည့်ပါတဲ့ကိုတွားပြီးတော့ကျွန်တော်တို့ download ဆိုတဲ့ folder ထဲမှာခုနကကျွန်တော်တို့ down ထားတဲ့ GTSC game file လေးကိုကျွန်တော်တစ်ချက်နှိပ်မယ်ပြီး install ကိုနှိပ်မယ်ပေါ့နော်အဲ့မှာကျွန်တော်ဖုန်းကတော့ Xiaomi Redmi ဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ Mi account နေပါလိထည့်ရတယ်ပေါ့နော် okay ခုလိုကျွန်တော်တို့ check in လုပ်တဲ့နေရာမှာလည်းနည်းနည်းလေးကြားတယ်ပေါ့နော်ဒီကောင် file site ကကျွန်တော်တို့ data file တွေရော OV file တွေရောတစ်ခါတည်းသူက install လုပ်ပေးတာဖြစ်တဲ့အတွက်ဒီနေရာလေးမှာတော့နည်းနည်းစောင့်ရတယ်ပေါ့နော် okay အဲ့မှာ install ကိုနှိပ်လိုက်မယ်ပေါ့နော် install ကိုနှိပ်လို့ပြီးတော့ရင်တော့သူ install လုပ်လို့ပြီးတော့ okay ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ထွက်လိုက်မယ်ပေါ့နော်ထွက်ပြီးရင်ကျွန်တော်တို့ game ထဲဝင်လိုက်မယ်ပေါ့နော် okay အဲ့မှာ short ရှူပဲဝင်လို့ရတယ်အထက်ရောက်လို့ရှိရင်သူကကျွန်တော်တို့ဒီလိုပေါ်တယ်ပေါ့နော်အဲ့မှာ permission လေးတွေပေးလိုက်မယ်ပြီးတော့ရင်အဲ့မှာကျွန်တော်တို့အောက်ကအားလေးကိုပဲနှိပ်လိုက်မယ်ပေါ့နော် sketch ဆိုရလေးနှိပ်ပြီးတော့ကျွန်တော်အမှန်ချက်လေးနှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် game နဲ့ရောက်သွားပြီပေါ့နော် game နဲ့မှာကျွန်တော် resonance ဆိုတာကတော့ तू ဆော့ထားတဲ့နေရာကနေဆော့မလားဒါမှမဟုတ်ကိုယ့်အနေကို stack game ဆိုရတဲ့အသစ်ဆော့မလားပေါ့နော်ကျွန်တော်ကတော့ stack game ဆိုတာလေးနှိပ်ပြီးတော့မှအစအနေပြန်ဆော့လိုက်တယ်ပေါ့ okay ဒီနီလန်းလေးတိုင်းပဲကျွန်တော်တို့ install တင်ပြီးဆော့လိုက်အောင်ပါပဲဘာမှမခဲဘူးပေါ့နော်အားလုံးပဲနားလည်ကြမယ်လို့လည်းပြောလင်းပါတယ်နားမလည်တာဖြစ်ဖြစ်မရှင်းတာဖြစ်ဖြစ်ရှိခဲ့ရင်လည်းကျွန်တော်ဗီဒီယိုလေးကိုပဲပြန်ကြည့်ဖို့အတွက်ပြောချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အရန်ကိုလွယ်လို့ပေါ့နော် okay လုံနည်းလေးရည်လောက်ပါပဲဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပေါ့ brother တို့ဆော့ရတဲ့ game တွေရှိရင်လည်းကျွန်တော်ကို comment မှာမှန်ခဲ့ပြီးလို့ရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်